ပြောတဲ့မှာလဲပတ်နေမင်းလေးပေးတဲ့အားအင်တွေအကိုမရဲ့တဲ့ဒိတ်ပဲဟာမင်းတယောက်တည်းတွေ့ဖြစ်လာတယ်အဝရဲ့ခီကိုသူရှောင်းမယ်ဆင်းရဲချမ်းသာများဝေမယ်အပင်တော်လေးချစ်သူရဲ့တေချာတဲ့ပြေအောင်ကိုယ်နဲ့မင်းနဲ့မခွဲတော့ဘူးကြာရပိုင်ဆိုင်တဲ့အားလုံးမင်းတို့ဆိုင်တဲ့ခန္ဓာအကုန်လုံးနဲ့ယုံကြည်နာလဲမှုရှင်သန်နေတဲ့ချစ်ချင်းများတရားမရှိဘူး